ကဲဒီနေ့တော့ဟင်းနေချက်စားရမှာပြင်းလို့မစားရတာလဲကြာပြီဖြစ်တဲ့လွယ်ကူမြန်ဆန်တဲ့ကြက်သားတုပ်လေးပဲတုပ်စားမယ်ဗျာဒီနည်းလေးကတချို့လူတွေလိုစီချက်နဲ့ပဲအကြက်မှုတ်တို့ထည့်ပြီးတုပ်ထားတာမျိုးမဟုတ်ပဲပင်လယ်စာတုပ်တဲ့နည်းမျိုးနဲ့တုပ်ထားတာပါချင်းညင်ဆက်ဆက်မှုမွှေးလေးနဲ့ကြက်သားတုပ်ကထမင်းပြူနဲ့အရန်လိုက်ဖက်ပါတယ်ဗျာโอเคအရင်ဆုံးတန့်စင်ထားတဲ့ကြက်သားကိုကြက်သားမှုတ်နဲ့စနွေးမှုတ်ထည့်နေပြီးအိုးတစ်လုံးထဲမှာစပလင်လေးပါထည့်ပြီးတော့မိနစ်20လောက်ပြုတ်ထားလိုက်မယ်ဗျာပါဝင်ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်နီခန်းကျင်သီးငရုတ်သီးစိမ်းရှောက်ရွက်တို့ကိုလည်းအစင်သစ်ဒါမျိုးလေးလုပ်ထားလိုက်မယ်ကဲကူပြုတ်ထားပြီးခဏအေးခံထားတဲ့ကြက်သားကိုသူထားခဲ့တဲ့ကိုယ်နှလုံးသားလိုပဲမှွာထားလိုက်မယ်အခုဆိုရင်တုပ်ဖို့အတွက်အားလုံးအစင်သစ်ဖြစ်ပြီးကြက်သားရဲ့အကုန်ကိုရောထည့်လိုက်မယ်ပြီးရင်တော့အရသာအတွက်အချို့မှုတ်ထည့်မယ်စားကိုမတုံးမဲနဲ့ငန်းပြားရီ2စွန်းလောက်ထည့်ပြီးတော့တေးသေးချာချာလေးနယ်ပေးလိုက်မယ်အခုဆိုရင်တော့အရန်ကိုမှစားကောင်းပြီးထမင်းမိန်စီရဲ့လွယ်ကူမြန်ဆန်တဲ့ကြက်သားတုပ်လေးရပါပြီလှုပ်စားကြည့်ပါအရန်ကောင်းပါတယ်